မြတ်သမိုင်းမှာထူးထူးဆန်းဆန်းနဲ့ထူးခြားခြားပုံစံနဲ့နတ်သမီးနဲ့အတူပြောပါဖို့ခဲ့တဲ့ဘယင်တစ်ပါးအားလုံးပဲမင်္ဂလာပါမြတ်သမိုင်းမှာထူးခြားခြားဖြစ်ခဲ့မှုတဲ့နတ်သမီးနဲ့အတူပြောပါဖို့ခဲ့တဲ့ဘယင်တစ်ပါးရှိတယ်လို့တချို့ပါသက်ရာဇဝင်တွေကတော့ဆိုကြပါတယ်သူကတော့မာဂရုမင်းဆက်မှာနောက်ဆုံးမင်းလေးဖြစ်ပြီးဒုတိယပညာရရင်သားသူရှင်တကာရွတ်ပြီးပဲဖြစ်ပါတယ်သူရှင်တကာရွတ်ပြီးဟာဟန်သာရီထိနန်းကိုစိုးစံတဲ့မွန်ဘယင်တစ်ပါးပဲဖြစ်ပါတယ်အင်းဝါနဲ့ဟန်သာရီနှစ်ပေါင်း40စစ်ပွဲတွေပြီးတဲ့နောက်ပိုင်းမှာဂျားတဲ့ကနေတောင်ငူအင်ပါယာဟာအင်အားကောင်းလာခဲ့ပါတယ်ထိုအချိန်ကတောင်ငူအင်ပါယာကိုထိနန်းစိုးစံတဲ့ဘုရင်ကတော့မင်းတရားရွှေထီလို့ခေါ်တဲ့တပင်ရွှေထီပဲဖြစ်ပါတယ်တောင်ငူအင်အားကောင်းလာတော့နီးနားမှာရှိတဲ့သူရှင်တကာယူပြီးရဲ့ဟန်သာရီဟာစိုးရင်စရာကောင်းလာခဲ့ပါတယ်စိုးရင်စရာကောင်းလာတဲ့အတိုင်းမှာပဲတောင်ငူဘုရင်တပင်ရွှေထီနဲ့တပင်ရွှေထီရဲ့ရောက်ဖတော်သူဘုရင်နောက်ကျော်ထင်းတော်ရထားတော့ဟာဟန်သာရီကိုစတင်တိုက်ခိုက်လုပ်ကြံပါတော့တယ်သူရှင်တကာယူပြီးဟာလဲတက်ခိတ်လာတဲ့တောင်ငူသားတို့ကိုအပြင်းအထန်ခုခံပါတော့တယ်ထိုချိန်မှာသူရှင်တကာယူပြီးမှာအလွန်အားကိုးရတဲ့စီယူကျမ်းမြင်လာတဲ့ဟင်းတော်ကြီးနှစ်ပါးလည်းဖြစ်တဲ့ဗညာကျမ်းနဲ့ဗညာလို့ဆိုတာရှိပါတယ်ဗညာကျမ်းနဲ့ဗညာလို့ဆိုတာဝိကျွချွန်ချွန်ပြန်လည်ခုခံပါတော့ဒါပေမဲ့သူရှင်တကာယူပြီးဟာဗညာကျမ်းနဲ့ဗညာလို့ဟာခက်စစ်ကိုကဦးစားပေးလို့နေဆိုပြီးဝင်မကြဖြစ်လာခဲ့ပါတယ်နောက်ဆုံးမှာတော့တပင်ရွှေထီးနဲ့ဘင်းတော်တို့ဟာဟန်သာရီကိုသိမ့်ပိုက်ထားမအောင်မြင်တဲ့အတွက်ဒီပတိရဲ့သုံးလာပါတော့ဒါကတော့သူရှင်တကာရွတ်ပြီးကိုဗညာကျမ်းနဲ့ဗညာလို့ကိုအထင်မအောင်ပတိရဲ့ဆင်ခဲ့ပါတယ်သူရှင်တကာရွတ်ပြီးလေပတိရဲ့ကိုတကယ်မှတ်ပြီးအမတ်ကြီးနှစ်ပါးတို့ကိုကွဲမြင့်စေခဲ့ပါတယ်ဒီလိုကွဲမြင့်လိုက်တဲ့အတွက်ကြောင့်တောင်ငူတပ်တွေဟာထိုးဖောက်ဝင်ရောက်လာခဲ့လို့သူရှင်တကာရွတ်ပြီးလေရောက်ဖတော့ပြည်မင်းနေရပရိထံတို့ပြေးပါတော့တောင်ငူတပ်တွေဖြစ်တဲ့ဘင်းအောင်ကျော်ထင်းတော်ရဲ့ဟာတပ်တွေဟာလိုက်လာတက်ခတ်တော့ဒီလိုတက်ခိုင်ရင်းကနေသမိုင်းမှာထင်ရှားကြလာတဲ့ဘေးနောင်ကျော်ထင်းတော်ရဲ့ဟာရှင်ရဲထိုးရဲ့ငါတို့တဲ့ဝဲဆိုတာပေါ်ပေါက်လာခဲ့တာသူရှင်ကရုပ်ပြီးလဲအင်္ဂဘူကိုထပ်မံပြီးစုပ်ခါပြေးရပြန်သူရှင်ကရုပ်ပြီးဟာစင်ကြောပတ်ထွက်ရဖို့အလွန်ဝါဒနာထွန်းပြီးဖြစ်ခါတစ်ပါးမှာစင်ကြောပန်းထွက်ရမှာလမ်းပြောက်သွားခဲ့ပါတယ်ဒီလိုလမ်းပြောက်ရကနေရေအိုင်တိုင်းအနီးမှာနတ်သမီးတစ်မနဲ့တွေ့တယ်လို့လည်းဆိုပါတယ်သူရှင်ကရုပ်ပြီးဟာနတ်သမီးနဲ့ပျော်ပါမိပြီးနတ်သမီးကိုအလွန်ပဲဆွဲလန်းသွားပါတော့တယ်ဒီလိုနဲ့နန်းတော်ကိုရောက်တဲ့အခါမှာနတ်သမီးကိုပဲဆွဲလန်းနေပါတော့တယ်မူးမမြတ်ကလည်းသူပြောတဲ့မင်းကလေးကိုလိုက်လံရှာဖွေခဲ့ပေမဲ့လုံးဝမတွေ့ရပါဘူးဒီလိုနဲ့နတ်သမီးကိုဆွဲလန်းပြီးတော့နှဲရွာဆန်ကန်ကုန်တယ်လို့လည်းတချို့သမိုင်းတွေမှာဖော်ပြကြပါတယ်မြမသမိုင်းမှာတော့စင်ကြောပန်းထွက်ရမှာအဖျားယောဂပြင်းထန်စွာခံစားရပြီးနှဲရွာဆန်တယ်လို့လည်းဖော်ပြထားပါတယ်ဒါကတော့မြမသမိုင်းမှာနတ်သမီးတစ်ပါးနဲ့ပြောပါခဲ့မှုတွေဆိုတဲ့ဟန်သာရီမွန်ဘီယန်သူရှင်တကာယူပြီးပဲဖြစ်ပါတယ်ယနေ့ထိတိုင်းသူရှင်တကာယူပြီးရဲ့အယူအိုဟာအင်္ဂဘူမှာရှိနေတယ်လို့လည်းဆိုပါတယ်နောက်သိလို့တဲ့သမိုင်းများရှိနေကိုမတ်မှာမှတ်ချက်ရေးသွားနိုင်ပါတယ်အဆုံးထိနားထောင်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ပါတယ်